Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ချက်ပြတ်မှာတော့တပင်နိုင်မုံဟင်းကပါเนาะပိန်းရိုးအသုံးပြုပါတယ်ပိန်းရိုးရားမှာဆိုလို့ရှိရင်တဲ့မှာစားရည်စိမ်လို့ရပါတယ်เนาะပိန်းရိုးဒီလိုနှွားမှာเนาะပေါ်ကအခွန်အစိမ်းရောင်လေးတွေအကုန်လုံးနှွားလိုက်เนาะစောင်းစောင်းလေးဒီလိုလှီးပြီးတော့စားရည်ထဲမှာခဏစိမ်လိုက်တကယ်လို့ပိန်းရိုးမစားဘူးဆိုလို့ရှိရင်လည်းပေါ့နော်ငါပြောဦးထည့်စားလို့ရပါတယ်နော်လိုအပ်တာတော့ငါးလိုအပ်ပါတယ်နော်သူကငါးကိုအဓိကထားပြီးတော့ချက်တဲ့အတွက်ကြောင့်မလို့ငါးများများလိုအပ်ပါတယ်နော်အခုမှတုံးထားတဲ့ငါးကတော့ flounder နဲ့ rust နဲ့ပါပေါ့နော်စပလင်လိုအပ်မယ်နောက်ပြီးလို့ရှိရင်ကြက်သွန်ဒီမှာကတော့တုံးထားတယ်ငုံလေးရဲ့ကြက်သွန်ကြက်ဥရဲ့ပေါ့နော်ပြုတ်ထားတယ်နောက်ပြီးလို့ရှိရင်ကြက်သွန်မြူများများလိုအပ်ပါစီတက်စရာမလိုတဲ့ကြက်သွန်မြူရဲ့ငရုတ်ကောင်းမှုတ်ရဲ့နော်ခုပထမဦးဆုံးမုံကချက်ဖို့တဲ့ရေနွေးကိုစုအောင်တဲပါမယ်နော်ငါ့ကိုမားတော့စွန်နစ်မုံနဲ့ရယ်ငံပြာရည်ပဲနှဲထားပါတယ်နော်တကယ်လို့အချုံမုတ်ကြိုက်လို့ရှိရင်တော့အချုံမုတ်ထည့်ပေါ့နော်ငါ့ကိုအရင်ဆုံးပြုတ်လိုက်မယ်နော်ငရုတ်သီးစီချက်လိုအပ်ပါတယ်ကြက်သွန်ဖြူစီချက်လိုအပ်တယ်ပစွန်ကြောင်မုတ်ပဲမုတ်ငံပြာရည်မကြီးရလိုအပ်မယ်နောက်ပြီးကြက်သားမုတ်ကြိုက်ရင်ကြက်သားမုတ်ထဲပေါ့နော်ဒီကတော့အတုပ်အတွက်ပေါ့နော်ဒီကတော့မုံဟင်းကားအတွက်ကတော့ကြက်သွန်နီလိုအပ်ပါတယ်နော်နောက်ပြီးစပလင်ကိုတော့မှာထိပ်ပိုင်းလေးတွေကိုထုထားတယ်ပေါ့နော်အဲ့ဒီထုထားတဲ့အခါလေးအရင်ထည့်လိုက်မယ်နော်သူကဘာမှစီတက်စရာမလိုဘူးပေါ့နော်မုံဟင်းကားဟင်းရည်ကျဲပေါ့နော်ဘဲမှုတ်လည်းမလိုအပ်ဘူးစမ်းမှုတ်လည်းမလိုအပ်ဘူးမုံဟင်းကားအလွယ်ချက်နည်းပေါ့နော်တပင်တိုင်းမုံဟင်းကားလို့ခေါ်တယ်ချက်စားကြည့်ပါပေါ့နော်မုံဟင်းကတော့ချက်နီးချင်းနဲ့မတူတနယ်နဲ့မတူပေါ့နော်ဆိုတော့တယောက်နဲ့တယောက်ချက်နီးချင်းနဲ့ကွာလိုက်မယ်နော်တချို့လူတွေကတော့ဒီတပင်တိုင်းမုံဟင်းကားတဲ့ကိုငရုတ်သီးစိမ်းတွေထောင်းထည့်ကြတယ်ပေါ့နော်မကတော့ဒီမှာကြက်သွန်ဖြူများနဲ့ငရုတ်ကောင်းလေးနဲ့အထဲထဲမှာထည့်မှာပါနော်ပြီးလို့ရှိရင်ဒီထဲမှာငံပြာကြီးထည့်မယ်နော်ငံပြာကြီးထည့်မယ်ပြီးလို့ရှိရင်ရလေးနည်းနည်းထည့်မယ်စားနေငယ်ထည့်မယ်နော်ချက်တုံးထည့်မယ်နော်ဒီမှာချက်တုံးချက်တုံးလေးနူးလာပြီဆိုလို့ရှိရင်ကျန်တဲ့ဟာလေးထည့်လို့ရဒီကပိန်းရိုးထည့်ပါမယ်နော်ဒီနောက်ဒီမှာငုံဥပါနော်ငုံနဲ့ကြက်ဥနဲ့နော်သူကလေရခိုင်မုံဟင်းကားနဲ့လည်းခတ်ဆင်တူတယ်နော်အချုံမုံမထည့်ဘဲနဲ့ထက်ညက်လေးနည်းနည်းထည့်မယ်နော်ဒီကတော့ရိုးတွေကလာတဲ့ထက်ညက်အပျော့ပေါ့နော် clam sugar လို့ခေါ်တယ်ပေါ့နော်ဒီမှာပြောင်းတာထက်ညက်အပျော့ပေါ့နော်တင်မောသီးတောင်းတွေပါဒီမှာသုံးတဲ့ဟာနော်အဲ့လေးနည်းနည်းထည့်မယ်နော်နည်းနည်းလေးသွားအောင်လို့ပါနော်ဒီမုံဟင်းကအတုပ်နဲ့လည်းစားလို့ရတယ်အရင်နဲ့လည်းစားလို့ရပါနော်မုံကအတုပ်အနေနဲ့ဆိုလို့ရှိရင်မူဖက်ကလေးထည့်မယ်ပေါ့နော်ပြီးရင်ငါကတော့ကြက်သွန်ထည့်တယ်အိမ်မှာတော့နော်ကြက်သွန်ကြိုင်ကြက်သွန်ထည့်ပေါ့ကြက်သွန်မကြိုင်နဲ့ကြက်သွန်မထည့်တယ်နော်နည်းနည်းမင်းလေးထည့်မယ်ပြီးလို့ရှိရင်နော်ပစွန်ချောင်းမဟုတ်လေးထည့်မယ်နော်ပစွန်ချောင်းမဟုတ်ထည့်မယ်ငရုတ်သီးကတော့ငရုတ်သီးစီချက်ကြိုင်နဲ့ထည့်ငရုတ်သီးစီချက်မကြိုက်ဘူးဆိုလို့ရှိရင်လည်းဗာလေငရုတ်သီးမဟုတ်ထည့်တော့လို့ရပါနော်ဒီကတော့ငရုတ်သီးစီချက်ပါနောက်ပြီးရင်စီချက်ထည့်ပါမယ်ပြီးရင်ငံပြာရည်နည်းနည်းလိုအပ်ပါနော်ငံပြာရည်လေးနည်းနည်းထည့်မယ်မကြီးရည်လေးထည့်မယ်နော်ပဲမုတ်ထည့်ပါလေနော်ပဲမုတ်ထည့်မယ်အချုံမုတ်ကြိုက်ရင်အချုံမုတ်ထည့်ပေါ့နော်ကြက်သားမုတ်ကြိုက်ရင်ကြက်သားမုတ်ထည့်ပေါ့နော်ဒီမှာပြီးလို့ရှိရင်မှာပဲကြော်ထည့်တယ်နော်အိမ်မှာတော့ပဲကြော်ထည့်ပေါ့နော်ဒါတော့ကြက်သွန်ကြော်ပါနော်ကြက်သွန်ကြော်ကြိုက်နော်ကြက်သွန်ကြော်ထည့်လို့ရပါတယ်နော်ဒါတော့အတုပ်အနေနဲ့စားတာပေါ့နော်အဲ့ဒါကိုဟင်းရည်ကျဲလေးနဲ့စားမှာနော်ဟိုနင်းဆိုလို့ရှိရင်တော့အရေးအနေနဲ့ဆိုလို့ရှိရင်တော့မုတ်ဖက်ထည့်မယ်ပြီးလို့ရှိရင်ကြက်သွန်လေးထည့်တယ်ပြီးရင်နည်းနည်းမင်းထည့်မယ်ပြီးလို့ရှိရင်ငရုတ်သီးမုတ်ထည့်ရင်ငရုတ်သီးမုတ်ကြိုက်ငရုတ်သီးမုတ်ထည့်ပေါ့နော်နောက်ပြီးလို့ရှိရင်စီချက်ထည့်ကြက်သွန်ဖြူလေးနည်းနည်းစီလေးခတ်ထည့်နော်နောက်ပြီးလို့ရှိရင်ဟင်းရည်စမ်းလိုက်တာပေါ့နော်
ပိန်ရိုးတွေလည်းရပြီတဲ့မှာဟိုကြက်သွန်နီတွေလည်းရပြီဆိုလို့ရှိရင်ဒီကကြက်သွန်ဖြူများများလိုအပ်ပါနော်ဘာလို့လဲဆိုတော့သူစီမတက်တဲ့အတွက်ကြောင့်မလို့ကြက်သွန်ဖြူရဲ့ငရုတ်ကောင်းမှုရဲ့ပေါ့နော်အဲ့ဒါလေးကိုဖြော်ထားဟိုထောင်းထားတဲ့ဟာကိုထည့်လိုက်ပါမယ်နော်ငါးကိုအဓိကထားတော့ငါးအများကြီးပါတယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ဟင်းရည်ကျဲလေးနဲ့ဟင်းရည်ကျဲနေနဲ့နော်အတုပ်စားတော့ရဒါဆိုလို့ရှိရင်ဒီထက်ကိုအရေးထည့်ပြီးတော့ဒါတက်မှာဟိုအရေးထည့်လိုက်လို့ရှိရင်ဟင်းရည်နဲ့ပေါ့နော်မုံငါဟင်းရည်ကျဲပေါ့နော်ထဲကိုအရေးစမ်းလိုက်တာပေါ့နော်ဒါကတော့အရေးပါရှင်နော်ကဲအားလုံးကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်မားရဲ့ channel ကိုကြိုက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးခဲ့ပါနော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုယ်စိတ်နှပြချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်